ချင်းသေးလေးလီယိုရဲ့ဟိန်းတံရွှေအောင်လွင်မြင့်ကြီးရဲ့အလယ်မှာရက်ပင်လေးတွေကလေးပြေလေးညင်းနေတဲ့အတူတင်းညွတ်နေပြီးနေမင်းကကောင်းကင်ကိုလွေးထွေးသောအယောင်လေးနဲ့ခြေတနေတဲ့နေရာမှာလီယိုလို့ခေါ်တဲ့ချင်းသေးကလေးတစ်ကောင်နေထိုင်ပါတယ်လီယိုဟာအခြားချင်းသေးကြီးတွေလိုအရွယ်မကြီးသေးတဲ့အတွက်သူ့ရဲ့ဟိတ်တန်းကရေစရာဖြစ်နေပါတဲ့အခြားချင်းသေးကြီးတွေကမြေကြီးကိုတော့တုံလို့စေနိုင်တဲ့ဟိန်းတန်တွေရှိကြပါတယ်လီယိုရဲ့ဟိန်းတန်ကတော့အတန်တိုးပြီးရေစရာကောင်းတော့အောင်ကိုပဲအားနေနေပါတဲ့နေ့ရက်တွေရဲ့မနက်ခင်းတိုင်းမှာချင်းသေးတွေဟာသူတို့ရဲ့ဟိန်းတန်ပြိုင်ပွဲကိုကျင်းပကြပါတယ်ဟိန်းတန်ကပုတ်ကျဲပြီးအခြားချင်းသေးတွေထက်ပုံမအစွမ်းတတိရှိသေးရပါမယ်ဒီလိုနဲ့ချင်းသေးကြီးတွေကရင်ဘက်ကိုဖောင်းကားပြီးလွင်ပြင်တစ်ခုလုံးမှာပဲ့တင်ထက်နေအောင်ဟိန်းဟောက်ကြပါတယ်သူတို့ရဲ့ဟိန်းတန်ကြောင့်မြေကြီးတွေတောင်တုန်လှုပ်ပါတဲ့ငှက်တွေကလည်းကြောက်ရွံ့ပြီးအဝေးကိုပြန်ထွက်ပြေးကြရပါတဲ့တခြားတိရစ္ဆာန်တွေလည်းချင်းသေးတွေရဲ့ဟိန်းတန်ကိုအားကြလွန်းလို့ရက်တန့်ပြီးတော့နားဆင်တတ်ကြပါတယ်ဒါပေမဲ့လီယိုအလှည့်ရောက်တဲ့အခါမှာသူ့ရဲ့သေးငယ်တဲ့ဟိန်းတန်ကိုနားထောင်ရတာချစ်စပယ်ကောင်းလွန်းလို့အားပေးကြိုဆိုကြပါတယ်။ဟိုးလီယိုရဲ့ဟိန်းတန်လေးကချစ်စရာကောင်းတာပဲ။သူ့တငယ်ချင်းကီတိုကလီယိုရဲ့အမွှေးတွေကိုပွတ်တက်ရင်းပြောလိုက်ပါတယ်။မင်းကြီးလာရင်ဟိန်းတန်ကပိုကောင်းလာမှာပါ။အားမငယ်ပါနဲ့။ဒါပေမဲ့လီယိုဟာသူ့ရဲ့ဟိန်းတန်အတွက်အားငယ်နေရှာပါတယ်။သူ့နှလုံးသားထဲမှာလည်းလေးလံတဲ့ခံစားချက်တွေဖြစ်ပေါ်လာပါတယ်။ဒါကြောင့်လီယိုဟာချင်းသေးတွေနဲ့ဝင်းရာကိုတဖြည်းဖြည်းချင်းနောက်ပြန်ဆုတ်လာပါတယ်။ငါဘာလို့သူတို့လိုမဟိနိုင်ရတာလဲလို့တွေးရင်တွေးနေမိပါတယ်။ဒါပေမဲ့လီယိုဟာသူ့ရဲ့ဟိနံအတွက်အားငယ်နေရှာပါတယ်။သူ့နှလုံးသားထဲမှာလည်းလေးလံတဲ့ခံစားချက်တွေဖြစ်ပေါ်လာပါတယ်။ဒါကြောင့်လီယိုဟာချင်းသေးတွေနဲ့ဝင်းရာကိုတဖြည်းဖြည်းချင်းနောက်ပြန်ဆုတ်လာပါတယ်။ငါဘာလို့သူတို့လိုမဟိနိုင်ရတာလဲလို့ငေးရင်တွေးမိပါတယ်ဒီလိုနဲ့ညတစ်ခုမှာလီယိုကကျယ်ရီကိုကြည်ရင်အပင်ကြီးတစ်ခုအောက်မှာထိုင်နေတော့ခြုံထဲကပြောနေတဲ့အတန်တိုးတိုးလေးကိုကြားလိုက်ရပါတယ်လီယိုဟာစူးစမ်းတတ်တဲ့သဘောနဲ့တဖြည်းဖြည်းချင်းချိကပ်သွားပြီးတော့နားထောင်နေလိုက်ပါတယ်ဗိုက်စာနေတဲ့ဝမ်ဘလီတကောင်ကသူ့အုပ်စုကိုတိုးတိုးလေးပြောနေပါတယ်ဒီချင်းသေးတွေကဟိန်းနေုံနဲ့ငါတို့ကိုသတိထားမိကြမှာမဟုတ်ဘူးဒီညသူတို့အိတ်နေချိန်မှာသူတို့ရဲ့အစားအစာတွေအားလုံးကိုငါတို့ခိုးယူကြမယ်ကြားလိုက်ရတဲ့စကားတန်းကြောင့်လီယိုရဲ့အမွှေးတွေထောင်သွားပါတယ်သူ့အုပ်စုကိုအတိပေးဖို့လိုပါပြီဒါပေမဲ့သူ့ရဲ့စကားတန်းကိုဘသူကနားထောင်မှလဲအန်ဒီရရှိလို့အချက်ပေးတဲ့သူဟိန်းတန်ကလွင်ပြင်တစ်ခုလုံးကိုမရောက်နိုင်လောက်အောင်အားနေလွန်းနေတယ်လေသူ့ဟိန်းတန်ကိုတခြားချင်းသေးတွေကြောက်ကောကြားပါမလားဒါပေမဲ့ဝီလာကိုလည်းအနိုင်မပေးခြင်းဘူးဝီလာတို့ဝမ်ဘလီတွေကြောင့်သူတို့ရဲ့အစားအစာတွေကိုလည်းဆုံးရှုံးမခံနိုင်ဘူးနောက်ဆုံးတော့လီယိုဟာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ဒါကြောင့်ရှိသမျှအားရင်တွေကိုစုကာလီယိုကတတိရှိရက်လိုက်ပါတယ်ဒီမှာပဲရက်လိုက်စမ်းဝီလာလို့ခိုင်းမစွာပြောလိုက်ပါတယ်လီယိုဟာကြောက်ရွံ့စိတ်ကြောင့်အတန်တွေတုန်နေခဲ့ပါတယ်ဝီလာကအတန်လာယာစီကိုလဲကြည့်လိုက်တဲ့အခါလီယိုဆိုတဲ့ချင်းသေးလေးကိုတွေ့သွားတော့သူ့မျက်လုံးတွေကလင်းလက်တောက်ပသွားပါတယ်။အိုးချင်းသေးကလေးမင်းကငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ။မင်းရဲ့တခြားချင်းသေးတွေကိုသတိပေးတဲ့အနေနဲ့ဟိမ့်မလား။ဟိမ့်ရင်ဟိမ့်လေမင်းရဲ့ဟိမ့်နံသေးသေးလေးကိုသူတို့ဘယ်လိုကြားနိုင်မှာလဲ။ဟုတ်မှလေလုပ်ပါကွာ။ဟာ။ဝမ်ဘလွေဝီလာကသူ့သွားချွတ်နေကိုပြရင်ရဲနေလိုက်ပါတယ်။ဝမ်ဘလွေရဲ့စကားအဆုံးမှာလီယိုရဲ့ခြေထောက်တွေဟာကြောက်ရွံ့စိတ်ကြောင့်တုန်နေပါတဲ့ဒါပေမဲ့သူဟာခိုင်ခိုင်မာမာပဲဆက်ပြီးရက်နေပါတယ်နောက်ပြီးတော့လီယိုဟာအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးသူရှိသမျှအားရင်တွေနဲ့အခြားချင်းသေးတွေအားလုံးကြားနိုင်လောက်အောင်အကျယ်ဆုံးဟိမ့်တန်နဲ့ဟိမ့်လိုက်ပါတယ်ဒီတစ်ခါမှာတော့အရင်ကနဲ့လုံးဝမတူတဲ့အရာဟာဖြစ်လာခဲ့ပါတယ်လီယိုရဲ့ဟိမ့်တန်ကိုခဝေးဝေးမှရှိနေတဲ့ချင်းသေးတကောင်ကစကြပါတယ်ဒါနဲ့ခေါင်းမော့ပြီးနားထောင်လိုက်ပါတယ်ပြီးတော့နောက်ချင်းသေးတကောင်နောက်ထပ်တကောင်နောက်ထပ်တကောင်ဒါလီယိုမဟုတ်လားဟုတ်တယ်
ဒါလီယိုရဲ့ဟိန်းတံပဲတေးကြတယ်လီယိုတခုခုပြောချင်နေတာဒါဆိုငါတို့လည်းလီယိုရဲ့အချက်ပေးတဲ့ဟိန်းတံကိုကြားကြောင်းပြန်ဟိန်းလိုက်ကြမယ်လေရုတ်တရက်ပဲချင်းသေးအုပ်စုတစ်ခုလုံးကတုံ့ပြန်တဲ့ဟိန်းတံကိုစီးလုံးညီညွတ်စွာနဲ့ဟိန်းလိုက်ကြပါတယ်သူတို့ရဲ့ဟိန်းတံဟာနတ်ဆိုင်ပြီးအားကောင်းလွန်းတာကြောင့်မိုးကြိုးမုန်တိုင်းတစ်ခုလိုရင်းပြင်းတစ်ခုလုံးကိုတုံဟီးသွားပါတယ်ချင်းသေးတွေရဲ့တံပြန်ဟိန်းတံကိုကြားလိုက်ရတဲ့အခါဝီလာရဲ့နရွက်တီကကြောက်ရွံ့စိတ်ကြောင့်ထောင်သွားပါတယ်သူမျှော်လင့်မထားမိခဲ့ဘူးချင်းသေးသေးသေးလေးတစ်ကောင်ရဲ့ဟိန်းတံကနေချင်းသေးကြီးတွေရဲ့အားကောင်းလာတဲ့ဟိန်းတံကိုပြန်ကြားလိုက်ရမယ်ဆိုတာကိုပါပဲကောင်းပါပြီကောင်းပါပြီအခြားချင်းသေးတွေကိုတော့လှမ်းမခေါ်ပါနဲ့တော့ငါတို့ထွက်သွားပေးပါမယ်မင်းကိုမရှိရဲတော့ပါဘူးချင်းသေးလေးရဲ့မင်းကိုငါတို့အနိုင်ပြီးလိုက်ပါပြီဝမ်ပလီတွေကကြောက်ရွံ့တုန်လှုပ်စွာနဲ့အမီးတွေကိုလှုပ်ပြီးညအမှောင်ထဲမှာနောက်ဆုတ်ပျောက်ကွယ်သွားပါတယ်ချင်းသေးတွေကလီယိုစီကိုပျော်ရွှင်တဲ့မျက်လုံးတွေနဲ့ပြေးလာကြပါတယ်မင်းဟိန်းတဲ့အရန်ကောင်းတဲ့လီယိုမင်းကြောင့်ငါတို့ရဲ့အစားအစာတွေကိုဟိုဝမ်ပလီတွေမယူသွားကြတာမင်းသာသတိမပေးဘူးဆိုရင်ငါတို့ရဲ့စားစရာတွေကုန်သွားတော့မှာမင်းကိုကျေးဇူးတင်ပါတယ်လီယိုကီတိုကလီယိုကိုပျော်ပျော်ကြီးပြောလိုက်ပါတယ်မင်းကဲတာပဲလီယိုရေမင်းကိုငါတို့ကျေးဇူးတင်ပါတယ်ကွာအခြားချင်းသေးတွေကလည်းလီယိုစီကိုလာပြီးကြပါတယ်လီယိုရဲ့နှလုံးသားဟာသူ့ကိုချီးကျူးတန်တွေကြောင့်စိတ်ခွန်အားရင်းနဲ့ပြေဝလာပါတယ်ပထမဆုံးကြိမ်လီယိုနားလေလိုက်တာကသူ့ဟိန်းတံဟာအကျယ်ဆုံးဖြစ်ဖို့မလိုပါဘူးအားကောင်းဖို့ပဲလိုပါတယ်သူ့ရဲ့ကိုယ်ပိုင်ဟိန်းတံဖြစ်ဖို့ပဲလိုတယ်ဆိုတဲ့အချက်ပါပဲညဘက်ကောင်းကင်မှာကျယ်ရီတလက်လက်တောက်ပနေတဲ့အချိန်လီယိုဟာတယောက်တည်းတွေ့နေပါတဲ့နောက်ဆုံးတော့လီယိုနားလေတော့ပါပြီစစ်မှန်တဲ့တတိဆိုတာအကျယ်ဆုံးဖြစ်ဖို့မဟုတ်ပါဘူးအရေးကြီးတဲ့အချိန်မှာရက်တည်နိုင်ဖို့နဲ့ကဘာကြီးကမင်းရဲ့အတန်ကိုကြားစီဖို့အတွက်ပါပဲကွယ်အိမ်ဒီကစားပြီးလီယိုဟာသူ့ရဲ့ဟိန်းတံအတွက်အားငယ်မနေတော့ပါဘူးကွယ်ရှက်စရာလိုလဲမယူဆတော့ပါဘူးလီယိုဟာသူ့ရဲ့ဟိန်းတံအတွက်အမြဲတမ်းဂုဏ်ယူနေပါတဲ့သူဟိန်းတိုင်းလေသူ့ရဲ့ဟိန်းတံကိုတောတောင်တွေလွင်မြင်နေအပြင်အခြားတရဝါတွေကပါဂုဏ်ယူစွာနဲ့နားဆင်လာကြပါလေတဲ့ကွယ်အားကောင်းခြင်းဆိုတာအတန်ကျေဖို့မဟုတ်မင်းရဲ့အတန်ကိုအသုံးပြုဖို့တတ်တည်ရှိခြင်းပါပဲချစ်ရပါတော့ကလေးတို့ရေကလေးတို့လည်းချင်းသေးလေးလီယိုလိုကိုယ့်ရဲ့အားနည်းချက်တွေကိုပဲကြီးပြီးအားငယ်မနေကြပါနဲ့နော်သူများတွေရဲ့အားသာချက်တွေနဲ့လေကိုမနှိုင်းရှင်မိပါစေနဲ့ကိုမှရှိတဲ့ကိုပိုင်ရင်ချစ်တွေနဲ့ပဲအရာရာကိုအကောင်းဆုံးကြော်ဖြတ်နိုင်ကြပါစေနော်တကယ်တော့အောင်မြင်မှုဆိုတာသူများတွေစီကလုပ်ယူရတာမျိုးမဟုတ်ဘဲကိုမှရှိတဲ့အည်သွေးတွေကိုသာအကောင်းဆုံးအသုံးချပြီးတီထွင်ဖန်တီးတတ်ဖို့ဆိုတာကိုကောင်းကောင်းနားလည်တတ်ကြစေဖို့ချင်းတီကလေးလီယိုဆိုတဲ့ပုံမြင်ကိုကလေးတို့အတွက်လေးစားစွာတင်ဆက်လိုက်ပါတယ်ကွယ်